hello ဒီနေ့ကတော့ဆောင်းနာဝင်ရမယ့်နေ့ဆိုတော့ဘုကဒီနေ့နည်းနည်း hair care လေးလုပ်မယ်ပေါ့နော် hair care လေးလုပ်မယ်ဆိုတော့ဘုကအရင်ဆုံးပေါ့နော်ဒီ hair oil လေးနဲ့စပင်ကိုနှက်ထားလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကကြတော့အဓိကဘာလုပ်ပြလဲဆိုစပင်6တာတွေစပင်ကျန်းတာတွေပေါ့နော်အဲ့လိုဟာတွေကိုသူက hydrate လုပ်ပေးနိုင်တယ်ပေါ့နော်အထူးသဖြင့်ဥယျာဉ်6တာတွေပါအတွက်ဆိုလို့ရှိရင်လည်းကောင်းတယ်ကွာဘာလို့ဆိုဒီမှာကြအေးတော့ကြတော့เนาะအမြဲတမ်းအဲ့လိုမျိုး moisture လေးရှိနေတော့ကောင်းတာပေါ့နော်သူဒီမှာ moisture လုံးဝ moisture hero လို့ရေးထားရပေါ့နော်စပူသုံးတာလည်းတော့လောက်ရှိပြီပေါ့နော်ဆိုတော့ဒါလေးမလုပ်ဖြစ်တာကြာပြီဆိုတော့ဒီနေ့ကဆောင်းနာဝင်ရမယ့်နေ့ဆိုတော့ဒီနေ့ကောင်းလျှော့ရမယ်အဲ့ဒါဆိုတော့စပင်ကိုဒီလိုမျိုးလေးပေါ့နော်ဒီလိုလေးချပြီးဖို့ကပြီးတော့ silicone free ဒီလား silicone free ဆိုတော့လေအဲ့ဟာအရင်အဆင်ပြေတယ်နော်စရုံးလေးပြန်ပြီးမှထုံးပြီးထားလိုက်မယ်နော်စပင်ဒီလိုလေးနှပ်ပြီးမှထားပြီးလိုက်မယ် A few moments later ကောင်းမုတ်ခင်မှာဖို့ဒီလိုမျိုးစပင်ကိုအရင်ရှင်းလေးလိုက်တယ်ပေါ့နော်ဖို့ဒီ heat protection ကိုသုံးပြီးတော့သူ့ကိုစပင်ကိုဖြန်းပေးလိုက်မယ်ပေါ့နော်ပူပန်ခံပြီးတော့လောက်ဆိုလို့ရှိရင်ရပြီပေါ့နော်ပြီးရင်ဟောတကယ်ဒူဒီစလုံးမှာပုံသွင်းပေးလိုက်တဲ့လိုမျိုးပေါ့နော်စပင်လေးကဖြောင်းဖြောင်းစင်းစင်းလေးနဲ့ပေါ့နော်တော့တောင်းတောင်းတင်းတင်းပေါ့နော်အဲ့လိုမျိုးလို့ဆိုတော့ဒိုင်ဆန်ကလည်း link လေးတွေရင်းနှီးမြုပ်နှံတင်တဲ့ထင်မှာပါတယ်နော်ဆိုတော့ဒိုင်ဆန်သုံးပြီးရဲ့ဒီစပင်ပေါ့နော်စပင်6ခံပြီးတော့ထွက်လာတဲ့ရလာတဲ့ result နဲ့ဒီတခြား dryer တွေသုံးတဲ့ result ကလုံးဝမတူဘူးပေါ့နော်ဆိုတော့ဒါတော့ကြောင်ကြောင်ပါလို့ရှိရင်တော့ဖို့ကဒီလိုမျိုးစပင်6သွားပြီပေါ့နော်ပုံလေးသွင်းပြီးသွားကောက်ရင်လည်းကောက်မကောက်ရင်လည်းဖို့ဒီလိုပဲပုံသွင်းလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ပြီးတော့ဖို့ကဒီပေါ့နော် Cara Stay ရဲ့ပေါ့နော်ဒီ serum ကကြတော့လေသူကစပင်နေကျွတ်တာတက်တာတယ်ပြီးစပင်နေပြန်ပေါက်တယ်ပေါ့နော်ဒီ hair ဒီ baby hair လေးပြန်ပေါက်တယ်ပေါ့နော်ဆိုတော့ဖို့သုံးနေရတော့ဒီလောက်တော့ရောက်ပြီပေါ့နော်အဲ့ဒါတော့ပုံမှန်မသိမသုံးဖြစ်ဘူးတစ်ပတ်မှတစ်ခါလောက်ပဲသုံးဖြစ်တယ်ပုံမှန်ဆိုလို့ရှိရင်တစ်ပတ်ကိုစပင်က2ကြိမ်လောက်လျှော်တာဆိုတော့ကိုကတခြားရက်ကျတော့အလုပ်နဲ့ပါနဲ့ဆိုတော့ကျတော့အဲ့ဟာအလုပ်ဆင်းတဲ့ရက်ဆိုရင်တော့တည့်ရတဲ့အတိုင်းပဲကြပြနဲ့အသေးအံဆိုတော့အဲ့ဟာဒီလိုမျိုးလေးလုံနေဖို့အချိန်သိမ့်မပေးနိုင်တဲ့နေ့ရှိရပေါ့နော်အဲ့လိုမျိုးနေ့ဆိုလို့ရှိရင်တော့ဖော်မလုပ်တော့ပါဘူးဒီတိုင်းပဲပေါ့နော်ဒီလိုမျိုးပိတ်ရမှာပေါ့နော်ဆောင်းနာဝင်ပြီးတဲ့အချိန်ကျလို့ရှိရင်ဒါကတော့ပုံမှန်လေးလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာလေးလည်းအရင်ကောင်းပါတယ်စပင်တွေကျွတ်တာတက်တာတယ်ဒါသူများတွေအတွက်ကတော့မသိဘူးเนาะဖူးအတွက်ကတော့စပင်ကျွတ်တာတက်တာလားဆိုရင်တော့100%တော့မဟုတ်ဘူးကွာစပင်ကျွတ်တာအတွက်ကတော့ပေါ့เนาะဒါပေမဲ့ baby hair လေးပြန်ပေါက်တယ်ဆိုတော့လုံးဝအဲ့ဟာတော့တိတာတယ်ပေါ့เนาะအဲ့ဟာတော့တော်တော်လေးမိုက်တယ်ပေါ့เนาะဟိုခေါင်းလုံးဆက်ခေါင်းလုံးအသားတွေကိုစိတ်ဝင်သွားအောင်ပေါ့เนาะဥယျာဉ်တွေကိုစိတ်မျိုးဝင်သွားအောင်လို့အဖိုးကတလုံးလေးနှိပ်ပေးလိုက်တယ်ပေါ့နော်သူကချင်းစင်းနဲ့လည်းလှုပ်ထားတယ်သူ့ရဲ့အနံလိမ်တံမြာပေါ့တံမျိုးသီးဘက်ပေါ့နော်အဲ့လိုတံမျိုးသီးနဲ့ရအဲ့လိုပုံစံမျိုးလေးပေါ့နော်မိုးမိုးလေးဆိုတော့အရင်သုံးလို့ရန်ကောင်းတယ်ကဲဒီနေ့တော့ပြီးတော့ skin လေးခေးလိုက်ပါမယ်ဒီညတော့ဖိုးကဒီ Exosome ကMedicure ရဲ့ Exosome shop လေးကိုသုံးပါဖိုးကကျတော့အပြာလေးယူထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဖိုးကကျတော့ဒီချွေးပေါက်တွေပေါ့နော်ချွေးပေါက်တွေကိုတက်တာချင်တာဖြစ်တဲ့အတွက်ဟိုအဲ့လေးထားပါတော့သူတိုနာလိမ့်ပြီးမှလိမ့်ပြီးရတာပေါ့နော် Medicure က poster gel လေးမထရအကိတ်ကြီးတလားဒါလက်ဆောင်ရတဲ့ဟာပေါ့နော်ဖိုးလည်းတိတ်မလိမ့်ဖြစ်ဘူးဒါပေမဲ့ဒီညဒါလေးလိမ့်ပါပေါ့ Booster mode level 1 Microcurrent mode level 1အားကတတုံးပဲရှိရပါတော့
ဒါကတော့ Brisbane နဲ့ပါ Ragnar Lothbrok နဲ့ Viking Brisbane မဟုတ်လား Ragnar Lothbrok ဟာဟာ နှခမ်းကြီးမစိုးဘဲနဲ့တော့အကြောင်းချိုးလိုက် အေးချစ်စရာလေး ရှုပ်ရ ကလေးအေးဟုတ်ပြီဆိုတော့ good night ပါတတာ Good night ပါ